အားလုံးပဲမင်္ဂလာပါအခုကတော့ဒါကျမကအိမ်မှာရှိတဲ့ကြောက်ကြောထုတ်ကိုအိမ်မှာရှိတဲ့အသီးတွေနဲ့ကြောက်ကြောထိုးလိုက်တာပဲဖြစ်ပါတယ်ဒါကတော့ငကမောက်သီးနဲ့ကြောက်ကြောထိုးတာပေါ့ရှင်ထိုးရတာတော့လွယ်ကူပါတယ်ပုံမှန်ကြောက်ကြောထိုးနေကြအတိုင်းလေးပဲပေါ့နော်ကြောက်ကြောပေါ့ဆူလာတဲ့9မိနစ်မှာတုံးထားတဲ့ဒီငကမောက်သီးတွေကိုထည့်လိုက်တာပေါ့နော်ထည့်ပြီးတော့ဒီကြိုတာပေါ့နော်နာလေးကြိုလိုက်တယ်နောက်တော့9မိနစ်ထပ်ကြိုလိုက်တယ်ပြီးတော့ဒီထဲကိုလောင်းထည့်လိုက်တော့ဒီလိုအနေလေးရရပေါ့နော်ဒါကတော့ဒါကျမရဲ့ငကမောက်သီးနဲ့တရက်သီးပေါ့နော်ဒါကတော့ငကမောက်သီးရဲ့တရက်သီးရဲ့ကိုထည့်ပြီးတော့ဘွားနေကြောက်ကြောကြီးလောင်းလိုက်တာပေါ့နော်ဒီဖန်ကွက်ထဲကိုပေါ့ရှင်ဒါကတော့ကျမထင်ရည်လောက်တဲ့ကြောက်ကြောပို့ပဲဖြစ်ပါတယ်စားမယ်ဆိုရင်တော့အရင်စားလို့ကောင်းတယ်လှလဲလှရပေါ့နော်လှလဲအရင်လှတယ်သူကအနီလေးနဲ့အစိမ်းလေးနဲ့ဆိုတော့လေနော်ဒါကတော့ဒါဆောနာကထိုးထားတဲ့ဟာလေးကိုဒီထဲကိုထည့်လိုက်တာပေါ့နော်ပကံထဲကနေပြီးတော့ထုတ်ပြီးဒီထဲကိုထည့်လိုက်တာပေါ့နော်အမှန်တော့ရေကုန်အောင်ထိုးမယ်ဆိုရင်တော့အခုလိုမျိုးမတောင်းလေးစားလို့ရန်ကောင်းပါတယ်မိမိအိမ်မှာရှိတဲ့အသီးနှံမှန်သမျှကိုလည်းတီးစုံကြောထိုးလို့ရတယ်ပေါ့ရှင်ဒါကတော့ကျမထိုးထားတာပဲဖြစ်ပါတယ်အားလုံးပဲဘိုင်ဘိုင်